ခိုးတော်မှာ lithium battery ကိုဘယ်လိုစနစ်ကျသိမ်းဆည်းရမလဲ lithium battery ဆိုတာကယနေ့ခေတ် electronic ပစ္စည်းတော်တော်များများပါဝင်ပါတယ်အဓိကအဖြစ်ကတော့အားကုန်သွားတဲ့အခါမှာထပ်ခါအားဖြည့်ပြီးတော့သုံးလို့ရတဲ့ battery ပါတဲ့ပစ္စည်းတွေပေါ့နော် lithium battery ပါဝင်တဲ့ကုန်ပစ္စည်းတွေကိုဘယ်လိုနည်းမှန်လမ်းမှန်သိမ်းဆည်းရမယ်ဆိုတော့ best practice တွေကိုကိုရောသမားတိုင်းသိထားသင့်ပါတယ်lithium battery တွေကိုစနစ်ကျသိမ်းဆည်းတဲ့အခါမှာရရှိမဲ့အကျိုးကျေးဇူးတွေကတော့နံပါတ်1မိဘရဲ့နဲ့ကင်းတယ် lithium battery ဆိုတာက အနေရှိကုန်ပစ္စည်း DG dangerous good တွေဖြစ်တယ်ဒီပစ္စည်းတွေကိုစနစ်ကျသိမ်းဆည်းတဲ့အခါမှာကိုတော်မှာမိဘရဲ့အနေနဲ့အခြားပေးရဲ့အနေနဲ့ကောက်ွယ်ပြီးသားဖြစ်သွားမယ်နံပါတ်2 battery သက်တမ်း life span ကပိုခံလာမယ် battery တွေကိုနီးမှန်လမ်းမှန်သိမ်းဆည်းတဲ့အခါမှာသူ့ရဲ့ quality ကိုထိန်းနိုင်သွားမယ်ပြီးတော့သိမ်းဆည်းစဉ်ကာလမှာလည်း battery ရဲ့ SOC SOC ကိုတေချာစောင့်ကြည့်တဲ့အခါမှာသူ့ရဲ့ life span ကပိုခံလာမယ်တနည်းအားဖြင့်ကိုတော်မှာ battery နဲ့ပတ်သက်တဲ့ပစ္စည်းတွေရဲ့ damage rate ကိုကိုကထိန်းချုပ်လို့ရသွားတာပေါ့နော်နံပါတ်3 industry standard နဲ့ပုံမှန်ကန့်ညီလာမယ်နိုင်ငံတကာမှာရှိတဲ့ battery နဲ့ပတ်သက်တဲ့ပစ္စည်းတွေသိမ်းတဲ့ကိုတော်တွေရဲ့နီလန်တိုင်းကိုကစနစ်ကျဆောင်ရွက်တဲ့အခါမှာကိုလုံငန်းကစနစ်ကျလာအောင်လည်းမဟုတ်ဘူးနောက်တစ်ချိန်မှာဖြစ်ပေါ်လာတဲ့ procurement နဲ့ပတ်သက်တဲ့အငြင်းပွားပွဲရာတွေ quality ပတ်သက်တဲ့အငြင်းပွားပွဲရာတွေအတွက်လည်းကိုကတခါတည်းကာကွယ်ပြီးသားဖြစ်သွားမယ်ကဲဟုတ်ပြီအဲ့တော့ဘယ်လိုမျိုးစနစ်ကျသိမ်းဆည်းရမလဲဆိုတော့လမ်းစဉ်တွေကိုအခုလိုမတူညီတဲ့ topic လေးတွေအောက်မှာတစ်ခုချင်းရှင်းပြပေးသားမယ်အယူဆုံး temperature ကြောင့်ပြောအောင် battery တွေက cool dry away from sunlight ဆိုတဲ့လမ်းစဉ်နဲ့သိရမှာဖြစ်တယ် cool ဖြစ်ရမယ်အရင်ပူနေတဲ့နေရာမျိုးသိမဖြစ်ရဘူး6သွေးရဲ့နေရာ dry ဖြစ်ရမယ်ပြီးတော့ away from sunlight နေအောင်ကြည့်တိုင်းကြားတဲ့နေရာမှာသိမ်းဆည်းရမယ်သိမ်းဆည်းရတဲ့ temperature range ကတော့ lithium battery အားလုံးအတွက် 15 to 25 degree Celsius လို့ပြောထားတယ်ဒါကကိုသိမ်းဆည်းတဲ့ lithium battery ကို motive အနေငယ်ကွာခြားမှုတွေရှိမယ်အဲ့တော့ပိုပြီးတိကျခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ဒီ supplier ကိုဒီ battery လိုမျိုး temperature မှာသိမ်းရမယ်ဆိုတော့ guide ကိုမေးလိုက်ပေါ့နော်တချို့ battery တွေကအရန်အေးသွားရင်အဆင်မပြေတာမျိုးတွေရှိတယ်ရှေ့တစ်ခေါက်ဗီဒီယိုမှာကျွန်တော်ပြပြခဲ့တဲ့ Lipo 4 battery ဆိုရင် तू ကအေးလာတဲ့မြ battery damage ထိလာအောင်နော်မိတ်ဆွေနေနဲ့မကြည့်ရသေးဘူးဆိုရင်အဲ့ဗီဒီယိုကိုပြန်ပြီးသွားအောင်ကြည့်ရှုဖို့ကျွန်တော်အကြံပြုလိုတယ်နံပါတ်1 humidity နဲ့ ventilation battery ကိုတိမ်တဲ့နေရာက6သွေးနေရာဖြစ်ရမယ်စုပ်ထိုင်းစာ humidity အနေနဲ့က90%ထက်ကျော်လို့မရဘူး humidity ကိုသိကျင်တယ်ဆိုရင်တော့မိတ်ဆွေနေနဲ့ hygrometer ကိုအသုံးပြုလို့ရတယ် battery တိမ်တဲ့နေရာမှာစုပ်ထိုင်းစာတွေများမယ်ဆိုရင် battery မှာတိုက်စားမှုတွေနဲ့ short circuit ဖြစ်တာတွေဖြစ်နိုင်တယ်အဲ့ဒါက battery quality ကျနိုင်ပြီးတော့ battery ကိုပျက်စီးသွားတဲ့အထိဖြစ်နိုင်တယ်အဲ့တော့လိုအပ်မယ်ဆိုရင် dehumidifier လို့ခေါ်တဲ့စုပ်ထိုင်းစာစုပ်တဲ့စက်တွေကိရိယာတွေအသုံးပြုလို့ရတယ်နောက်လိုအပ်တာက battery သိမ်းတဲ့နေရာမှာ air flow ကောင်းမွန်ဖို့လိုတယ်မဟုတ်ဘူးဆိုရင် heat တွေ build up ဖြစ်ပြီးတော့သူက storage ကပူနေမယ်အဲ့ဒါဆို battery ထိခိုက်သွားနိုင်တယ်အဲ့ဒါ ventilation ကောင်းအောင်စီစဉ်ပေါ့နော်နံပါတ်3 charge level charging level battery ကိုသိမ်းဆည်းတဲ့အခါမှာပုံမှန် charging သွင်းဖို့ကလည်းအရေးကြီးတယ်အဲ့ဒီအတွက် state of charge အတူကောက် SOC ကိုပုံမှန်တိုင်းတာပေးဖို့လိုတယ် SOC က40ကနေ60ဝန်းကျင်လောက်ကိုအမြဲတမ်းထားပေးရတယ်battery ကိုလုံးဝ fully charge 100% နဲ့လည်းသိမ်းထားလို့မကောင်းလို့ zero charge လုံးဝအားမရှိတဲ့ပုံစံမျိုးနဲ့လည်းသိမ်းထားလို့မရအောင်အဲ့လိုသိမ်းမယ်ဆိုရင်ရေရှည်မှာ battery ကိုထိခိုက်နိုင်တယ်အဲ့တော့40 60အကောင်းဆုံးကတော့တော့ပေါ့နော်90လောက်ကိုဖြစ်ဖို့အမြဲတမ်းစောင့်ကြည့်ပြီးတော့လိုအပ်ရင်ပြန်ပြီး recharge လုပ်ပေးရမယ်ပြီးတော့ battery ရဲ့အထက်မှာတက်တန်းဖြစ်တဲ့ SOH ကိုလည်းကိုကအမြဲတမ်းစောင့်ကြည့်နေဖို့လိုတယ် battery ကိုက3လကနေ6လထက်ကြာပြီးသိမ်းလာပြီဆိုတာနဲ့ဒီ SOC SOH ကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ကိုကတိုင်းတာနေဖို့လိုတယ်နံပါတ်4 isolation battery တွေကိုအန်နယ်ကင်းအောင်ဘယ်လိုသိကြစီထားမလဲ battery ကိုသိမ်းဆည်းတဲ့အခါမှာသူ့ရဲ့ original casing တွေ gate wall နဲ့သိချာသိမ်းရမယ် battery ကိုရောထားတာမျိုးမလုပ်အောင်အထူးသဖြင့် 1875 လို့ battery အသေးတွေ loose cells တွေပါတဲ့အခါမှာချင်းတစ်ခုတည်းအကုန်လုံးပြစ်ထည့်တာမျိုးလုံးဝမလုပ်အောင်ဘာလို့လဲဆိုတော့အဲ့ဒီမှာငုတ်တစ်ခုနဲ့တစ်ခုကထိသွားနိုင်ပြီးတော့ short circuit တွေဖြစ်နိုင်တယ် battery ပျက်စီးနိုင်တဲ့အဆိုးဆုံးကတော့အဲ့ရမီးပွားကြောင့်ကိုတောင်မီးလောင်သွားနိုင်တယ်အဲ့တော့ short circuit ဖြစ်နိုင်တဲ့เนาะဒီအပေါင်းနဲ့ငုတ်ကိုကူးသွားနိုင်တဲ့တန်ချောင်းတွေခွားတွေဒါမျိုးတွေလည်းကိုတောင်မှမရှိအောင်နောက်တစ်ခုကလိုအပ်မယ်ဆိုရင် battery သိမ်းဖို့အတွက်ကိုက fireproof container ကိုအသုံးပြုရမယ်ဒါမျိုးကတော့ပြည်တွင်းမှာဆိုရင် spare part တွေဆိုပါစို့เนาะချို့ spare part တွေကတန်မိုးလဲကြီးတယ်အရင်လဲရှားပါတဲ့အခါမှာသူနဲ့အတူ battery spare part သိမ်းတဲ့အခါမှာအကဲ battery ကနေပြီးတော့ short circuit ဖြစ်ပြီးမီးလောင်ရင်တခြားပစ္စည်းတွေပါထိခိုက်မှာဆိုတာကြောင့်အဲ့ဒီ battery တွေကို fireproof cabinet လို့ခေါ်တယ်เนาะအထက်က battery မီးလောင်ခဲ့ရင်တော့မှမီးကိုအပြင်ကိုမကူးစေတဲ့เนาะမီးကဒီလိုမျိုးတန်ပီလိုတွေနဲ့တင်ရတာဖြစ်တယ်ဒီမှာလိုအပ်ရင်
lithium safety bag ဒါမျိုးတွေလည်းသုံးလို့ရတယ်နောက်တစ်ခုကကိုကသိမ်းစီနေတဲ့ဘက်ထရီတွေကိုအမြဲတမ်းစောင့်ကြည့်ရတယ်ထိခိုက်သွားရတော့၎င်းဘက်ထရီကသိမ်းနဲ့ဖောင်းလာရတော့၎င်းပြီးတော့ဘက်ထရီကခိုင်းမိလို့ပဲဖြစ်စေခြားကြောင်းအကြောင်းဖြစ်စေအထက်က chemical တွေထွက်လာရတော့၎င်းဖြစ်မယ်ဆိုရင်အဲ့ဒီဘက်ထရီတွေကိုဘက်ထရီကောင်းနေတဲ့တိကျစီခွဲထုတ်ပြီးတော့ quarantine လုပ်ထားဖို့လိုမယ်နံပါတ်5 inbound preparation ဘက်ထရီနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုကိုတော်မှာလက်ခံရရှိတဲ့အခါမှာဘယ်လိုမျိုးကိုကပြင်ဆင်ရမလဲဘက်ထရီပစ္စည်းတွေလက်ခံရရှိတာနဲ့သူ့ရဲ့ date ပြီးတော့ charging level တွေကိုတည်ချာချာလေးပဲကတ်ထားဖို့လိုတယ်အကောင်းဆုံးကတော့ဒီ SOC SOH ဘက်ထရီနံပါတ်ဒါတွေအားလုံးပါတဲ့ ledger သို့မဟုတ်ကွန်ပျူတာထဲမှာတည်ချာစာရင်းသွင်းထားတဲ့စနစ်တစ်ခုထားဖို့လိုတယ်ထုတ်ပစ္စည်းတွေက lithium battery ပဲတည်တယ်မဟုတ်ဘူးသူက battery ပါတဲ့ပစ္စည်းတွေဥပမာ laptop လို့ phone လို့ပြီးတော့တချို့ medical device တွေ rechargeable လုပ်လို့ရတဲ့ပစ္စည်းတွေပေါ့နော်အဲ့ကောင်တွေဆိုရင် packaging တွေကိုစစ်ကြည့် original စီးပြက်နေတဲ့ကောင်တွေကလေများသောအားဖြင့်တရရောက်ကဖွင့်ကြည့်ပြီးရင်လေလက်စော်ပြီးပါဝါဖွင့်ထားမိတာမျိုးတွေဖြစ်တယ်အဲ့လိုပါဝါပွင့်နေတဲ့ပစ္စည်းเนาะ battery ပါတဲ့ပစ္စည်းကိုကိုတော်မှာတင်ထားတာအနည်းများတယ်အဲ့တော့အဲ့လိုမျိုးစီးပေါက်နေတဲ့ဟာတွေရှိရဆိုရင်တေချာဖွင့်ကြည့်ပါဝါဖွင့်ထားတယ်ဆိုရင်ပါဝါကို turn off လုပ်ဖို့လိုတယ်နံပါတ်6 during storage တင်စီစဉ်ကာလမှာဘာတွေလုပ်ရမလဲ no stacking battery အများစုကလေအဲ့ stacking တိတ်မလုပ်တာကောင်းတယ်သူ့ဖြစ်အဲ့လို low cells တွေ battery pack တွေဆိုရင်သူကဖိမိတာနဲ့ battery က damage ဖြစ်သွားနိုင်တယ် lipofollow battery တွေကတော့ပြဿနာမရှိဘူးတော့ lithium battery အများစုကအဲ့ဒီဖိမိတာတွေထိုးမိတာတွေเนาะ damage ဖြစ်တာတွေကိုတိတ်လုပ်လို့မရအောင်အဲ့ဒီအများပူလာတာတွေမီးလောင်သွားတာတွေဖြစ်တတ်တယ် battery ပစ္စည်းတွေကိုအခြားပစ္စည်းတွေ pellet တွေနဲ့အကွာဝေးတစ်ခုခွာထားရတယ်အနည်းဆုံး3ပေ1မီတာကွာလောက်ထားရတယ်တချို့လုပ်ငန်းတွေမှာတော့ဒီ battery ပစ္စည်းတွေတင်တဲ့အခါမှာထားတဲ့စင်တွေကို non conductive shelving တွေတောင်းတယ်သူက plastic တော့၎င်းတော့မဟုတ်အခြားလျှက်မကူးနိုင်တဲ့เนาะကုန်တွေလောက်ထားတဲ့တတ်ထုံးနဲ့လောက်တဲ့စင်တွေကိုအသုံးပြုကြတယ်ပြီးတော့ကိုက pellet တွေနဲ့တင်နေဆိုရင်အဲဒီ battery အမျိုးအစားတွေသူ့ရဲ့ capacity တွေ storage rate တွေကို pellet တွေမှာ label ကတ်ထားဖို့လိုတယ်နံပါတ်9 outbound preparation ဘယ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုထုတ်ပေးတဲ့အခါမှာဘာတွေပြင်ဆင်ရမလဲ customer ရှေ့ order ကြတဲ့အခါမှာ fast in fast out အရင်ရောက်တဲ့ကောင်ကိုအရင်ထုတ်ပေးရဲ့ဒီ 5-4 စနစ်နဲ့ပဲ stock rotation လုပ်မှာဖြစ်တယ်ပြီးတော့ battery ပစ္စည်းတွေကို handling လုပ်တဲ့အခါမှာနီးမှန်လမ်းမှန်ကလေ ESD ဒီ safe gear တွေလုပ်တယ်စင်ကူမှာဆိုရင်ကျွန်တော်တို့ကဒီ electrostatic တွေကို discharge လုပ်ပေးတယ်ခန္ဓာကိုယ်မှာရှိတဲ့ဒီအဝတ်စားတွေမှာရှိတဲ့လက်စတွေ ဖယ်ထုတ်ပေးတဲ့ကိရိယာတွေကိုသုံးရတာအဲ့ဒါ lab coat တွေESD glove တွေပြီးတော့လက်ပတ်လည်းပတ်ထားအဲ့လက်ပတ်ကခန္ဓာကိုယ်မှာရှိတဲ့လက်စစ်တွေကိုမြေကြီးမှာသွားပြီးတော့ ground ကို discharge လုပ်ပေးတဲ့အရာတွေပေါ့နော်အဲဒါတွေအကုန်လုံးလုပ်ပြီးသွားပြီကွာ safe ဖြစ်သွားပြီဆိုမှဒီ battery တွေကိုကင်တွယ်ပြီးတော့ packaging လုပ်ပေးရတာတွေထုတ်ပိုးပေးရတာတွေကိုကလုပ်ရတာဖြစ်တယ်ပစ္စည်းတွေကိုတနေရာ transport လုပ်တဲ့အခါမှာလည်းကိုကဒီ UN certified box တွေသုံးရစင်ကူမှာဆိုရင်ဒီ phone battery တွေကိုတနေရာကိုပို့တဲ့အခါမှာကိုအလွယ်တကူပို့လို့မရအောင်အဲ့ဒီအတွက်ကျွန်တော်တို့က DG training ယူထားရတယ်ပြီးတော့သူရဲ့ဒီ ESD နဲ့ပတ်သက်တဲ့ဟာတွေဒီ battery တွေကိုဘယ်လို safe loading လုပ်ရမလဲဆိုတဲ့ဟာတွေအရင်သင်ရတယ်ပြီးတော့သူတို့ approve လုပ်ထားတဲ့ packaging တွေပေါ့နော် ESD pack တွေကိုကအဲ့ဒါတွေသုံးရတယ်ပြီးတော့မှ battery တွေကိုကိုက transportation အတွက် loading လုပ်ရတာမျိုးဖြစ်တယ်နံပါတ်8ကတော့ for safety battery ကအစောပြောခဲ့သလိုပဲ energy PC DG dangerous တွေဖြစ်တာကြောင့်နိုင်ငံတကာမှာတော့ battery နဲ့ပတ်သက်တဲ့ပစ္စည်းကိုသိမ်းမယ်ဆိုရင်ပမာဏနဲ့ကိစ္စမရှိဘူးပမာဏများတယ်ဆိုရင်သူက permit တွေလိုတယ်ပြီးတော့မီးတက်ဖို့အတွက် fire suppression system တွေလိုတယ်ပြီးတော့ battery ပစ္စည်းတွေသိမ်းတဲ့အခါမှာကိုယ့်ရဲ့ကိုယ်တော်မှာဒီ battery ကိုညှိတက်နိုင်တဲ့ class D fire extinguisher တွေเนาะ lithium ion အတွက်အထူးလုပ်ထားတဲ့ battery မျိုးတွေကိုကသုံးမှာဖြစ်တယ်နောက်တစ်ခုက battery တွေကိုသိမ်းမယ်ဆိုရင် fireproof cabinet တွေပြီးတော့မီးမကူးနိုင်တဲ့သတ္တု container တွေနော် explosion proof storage box တွေဒါတွေအသုံးပြုပြီးသိမ်းမယ်ဆိုရင်တော့ safety က extra ဖြစ်သွားတာပေါ့နော်ကဲဒါတွေကတော့ lithium battery တွေကိုကိုယ်တော်မှာဘယ်လိုနီးမှန်လမ်းမှန်သိမ်းစီမလဲကိုင်တွယ်မလဲဆိုတဲ့ best practice တွေဖြစ်ပါတယ်မိတ်ဆွေကအခုလိုမျိုးထိထိမိမိနဲ့လက်တွေ့သုံးချလို့ရတဲ့ knowledge sharing video လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ဒီ video ကိုကျွန်တော်တို့ရဲ့ page နဲ့ channel တွေကို like and share လုပ်ထားပါအောင်နော်မကြခင်မှာလည်းအခြားပစ္စည်းတွေသိသိနည်းတွေကိုပါအခုလိုမျိုး video လေးတွေနဲ့ကျွန်တော်တို့တင်ဆက်သွားဖို့ရှိတယ်အဲ့တော့အားလုံးကိုအဲ့ video တွေမှာထပ်တွေ့ကြတာပေါ့